အားလုံးမင်္ဂလာပါဒီနေ့လုပ်ပေးသွားမယ်reaction video လေးရတော့ပေါ့နော်ဒါ sick နဲ့မီအတူတူတည်ဆိုထားတဲ့တိတ်မီယောဂဆိုတဲ့ music video လေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတခြင်းလေးရဲ့အတိတ်ပဲကိုတီးကြည့်ရတော့ပေါ့နော်ဒါအတိတ်မှာအတိတ်ကအကြောင်းအရာတွေပေါ့နော်အတိတ်ကအကြောင်းအရာတွေကိုသူဒါအတိတ်မီယောဂအနေနဲ့မေးပြောချင်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ sick အနေနဲ့ဒီဘယ်လိုတည်ဆိုသွားမလဲမေရောဘယ်လိုတည်ဆိုသွားမလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ပြီးတော့နားဆင်ခန်းစားကြည့်လိုက်ရအောင်ခင်ဗျ你不言的模样，差的路呗，表里言到面以为，对没有个没有撇着你的。အဲ့တော့ဒါဒီပထမဆုံးအပိုက်ကိုဒါနားဆင်ကြည့်ရတဲ့လောက်တော့ပေါ့နော်ဒါအတိတ်မှာအမားတွေရှိခဲ့တယ်အဲ့အမားတွေကိုပေါ့နော်ဒီအဲ့အမားတွေကဒီပြစ်စုံပံကိုလာပြီးတော့ရိုက်ခတ်နေရပေါ့နော်အဲ့တော့ဒီအတိတ်ကအမားတွေကိုဒါအတိတ်ပဲယောဂအနေနဲ့မိပြောက်ချင်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဟုတ်တယ်ဗျကျွန်တော်တို့အတိတ်မှာပေါ့နော်ဘယ်လောက်ပဲအတိတ်ကပြီးသွားပြီဆိုပေမဲ့လည်းပေါ့နော်တချို့အကြောင်းအရာတွေကဒီပြစ်စုံပံမှာလာပြီးတော့ကျွန်တော်တို့ကိုဘယ်လိုပြောရမလဲဒုက္ခပေးနေတတ်တယ်ပေါ့နော်ဒါလာပြီးနှောက်ယှက်နေတတ်တယ်တချို့အမားတွေကကျွန်တော်တို့မေးပြောက်လို့မရတဲ့အမားတွေလူတွေမှာရှိနေနိုင်တယ်ပေါ့နော်အဲ့တော့ဒါအတိတ်ကအရေးမကြီးဘူးပြစ္ဆုတ်ပံအရေးကြီးတယ်ဆိုပေမဲ့လည်းတချို့အတိတ်တွေကပြစ္ဆုတ်ပံကိုလာပြီးဒုက္ခပေးနေတတ်တာလည်းရှိပါတယ်အဲ့တော့အဲ့အကြောင်းအရာတွေကိုဒါ sick အနေနဲ့ပေါ့နော်ဒါအတိတ်မယောဂအနေနဲ့မိပြောက်သွားခြင်းတယ်ဆိုပြီးတော့ပေါ်ပြရတယ်ဆိုတော့ပေါ်နေတယ်ပေါ့နော်တချို့လေးကတော့ကောင်းပါတယ်မီရော sick ကိုကျွန်တော်ရဲ့ဒါကျွန်တော်ကြိုက်တဲ့အဆိုတော်တွေကတဲမှာပါတယ်ပေါ့နော်မီရဲ့အတန်းပါဝါလည်းကြိုက်တယ်ဒါပေမဲ့ sick ရဲ့တခြင်းတွေသူ့ရဲ့တခြင်းအရေးသားတွေကိုလည်းကျွန်တော်အနေနဲ့ကြိုက်ပါတယ်အဲ့တော့ဆက်ပြီးတော့နားဆင်ကြည့်လိုက်ကြရအောင်ပေါ့နော်ဖြူရောင်ဖြီးတော့ပါစိတ်လေးကြီးတွေ့ရင်လာရင်ကုန်ဆုံးလို့ချိန်ဒီမှာဒါရီအားလုံးမင်းပြချင်တယ်ချိန်နေရတဲ့ပြန်စားလို့ရရင်ကောင်းတေးမေယောဂရဲ့ငါတွေနဲ့တိတ်ကိုယူသွားလိုက်ပါကွယ်最近少年母年帮对你给我们礼物灭但是少你嘞，记着考验手你君刚刚过那月的，对待对不起的刚给苗，过了苗的便利的第谁对过，对没有个偏颇，我到手，对谁多的是外的嘛，就要你需要吧。一对眼的，看来共上路。这情景马达对爱，没要钱的，钱的别傻，路要也高。ချိန်နေမှာတရီအားတော့မင်းပြ
ပြောင်းချင်တဲ့ နေတဲ့ပြန်စလို့ရရေကောင်းမေ ချူသွားလိုက်ပါခွေ အဲ့တော့ ချင်းလေးရန်ကောက်ပါတယ်ဒါသူတို့နှစ်ယောက်ဆိုလာတာတော့လိုက်ဖက်ပါတယ်ဆိုလာတာလေးတွေပေါ့နော်စာသားလေးတွေကလည်းအရန်ဟိုစာသားလေးတွေအတိတ်ပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေမှာအတိတ်မှာပေါ့နော်ဒါလူရအမားနဲ့မကေဘူးအမားတွေလည်းရှိမယ်ဝန်နဲ့စရာတွေပဲဖြစ်ဖြစ်ဒါတခုပေါ့နော်ဒါကိုဘက်ကမှန်လားခြေကိုဘက်ကလည်းမှားရရတယ်ရှိခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီပြစ္ဆုတ်ပံမှာအဲ့အမားတွေကနေတင်ကန်းစာယူပြီးတော့ပြစ္ဆုတ်ပံမှာအကောင်းဆုံးဆက်ရှောက်နေဖို့ပေါ့နော်ဒါလိုအပ်ပါတယ်ကျွန်တော်နေလည်းထင်ပါတယ်ပေါ့နော်အဲ့တော့ဒီသချင်းလေးကဒီလောက်ပါပဲအဲ့တော့လာရောက်ကြည့်ရှုပြီးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုများမှာလည်းဆက်ပြီးတော့အားပေးဖို့အတွက်လည်းပြောချင်တယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကတော့လောက်ပါပဲ